What's up yo အားလုံး What's up yo အားလုံးပဲမင်္ဂလာပါ What's up yo အားလုံးပဲမင်္ဂလာ The fuck What's up yo အားလုံးပဲမင်္ဂလာပါဒါကောင်းတယ်ကျွန်တော် YouTube လောက်လာတာကဗီဒီယို3-4ခုလောက်ပဲရှိသေးတယ်ပေါ့နော် YouTube ဆက်လောက်တာမကြာသေးဘူးဒါပေမဲ့အဲ့ဗီဒီယို3-4ခုအတွက်ကျွန်တော်ဘာတွေ recommend ပေးလဲဆိုတော့ဒီဗီဒီယိုတွေထဲမှာလည်းမင်းစကားပြောတာအရန်ကိုအေးချမ်းလွန်းနေတယ်တဲ့ဒီမှာအရန်အေးဆေးလွန်းနေတယ်တက်တက်ကြွကြွမရှိဘူးတဲ့အပြင်က personality ကတော့အဲ့လောက်ကြီးအေးချမ်းနေတယ်ကောင်ပြောတော့မဟုတ်ဘူးဒါပေမဲ့မသိဘူးအကျင့်မဖြစ်သေးလို့ထင်တယ်ကင်မရာရှေ့ရောက်လို့ရှင်တော့အဲ့လိုအေးချမ်းသွားသလိုလိုဘယ်လိုလိုပြောစေဘာပြောလို့ပြောရမှမသိတော့သလိုလိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်အဲ့လို active ဖြစ်လေး try ကြည့်မယ်ပေါ့နော် skill အားလုံးပဲမင်္ဂလာပါ The Basis လုံးတဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်က unboxing လည်းမဟုတ်ဘူး review လည်းမဟုတ်ဘူးဘာလို့မှလဲဆိုတော့ကျွန်တော်တို့2010လောက်မှာကျွန်တော်စသိခဲ့တဲ့ rapper တယောက်ပေါ့အခုလည်းကျန်းနေတုန်းပါပဲ blog မိုင်ဖြစ်ပါတယ်2010မတိုင်ခင်2009-10ပေါ့အဲဝင်းကျင်ပေါ့အဲ့တော့ကျွန်တော်တို့အဲ့လိုရက်ကွက်တွေထဲမှာအဲ့လို internet သချင်းများဆိုတော့အခွေရှိရပေါ့နော်အဲ့လိုအခွေလေးခုံးခွေတွေရောင်းနေတော့ဗျာ MCB တို့ပေါ့အဲ့လိုငါခစ်စားနေတဲ့အချိန်မှာဂျိုးလေးတို့အမှတ်မတင်တချင်းတစ်ပုတ်အဲ့လိုလေးစင်နှမောင်းဆိုပြီးစောက်ရမ်းမြန်အဲ့ရှစ်လို့တခါမှအဲ့လိုမြန်မာသချင်းရောအဲ့လိုစောင်းမြန်နိုင်နားမထောင်ဘူးတည်းမလားအဲ့တော့လည်းအမှန်တမ်းပြောရင်တော့နားတော့မလဲဘူးဒါပေမဲ့စောင်း hype ဖြစ်တယ်အဲ့မှာစပြီးကျွန်တော်သူ့ rap အမြန်ဆိုတယ်ဆိုပြီးသိရတာပေါ့နော်6တန်းလောက်လား9တန်း10တန်းအဲ့ဝင်းကျင်လောက်မှာ underground artist တွေပဲစုပြီးထုတ်တယ်အဲ့လိုပျော်စရာကြီး Evan ဆိုပြီးတော့ Evan 1 Evan 2ထွက်တယ်ပေါ့နော်လွှမ်းမိုင်ပါလွှမ်းမိုင်ဟဲ့ခုံလိုက်ဆိုတဲ့တခြင်းတစ်ပုတ် Bobby Sasa နဲ့အတူတူတွဲပြီးဆိုတဲ့ခုံလိုက်ဆိုတော့အဲ့တော့နားထောင်တာစောက်ရမ်း hype ဖြစ်တယ်ဟိုចောင်းတက်တယ်ចောင်းပြန်တယ်ចောင်းကောက်မှာကျွန်တော်အဲ့ကားဝယ်ရောက်ပြီးတော့လည်းကြက်တက်ပြီးအခုံလိုက်ကြီးဖွင့်ပြီးတော့ happen နဲ့တင်အောင်တခြင်းတွေစနားထောင်ပြတဲ့အချိန်ဆိုတော့ဟိုစသည့် artist တွေထဲမှာကလွှမ်းပိုင်ပါတယ်ပေါ့နော် rapper တွေထဲမှာခုထိ inspire ဖြစ်တဲ့ artist တယောက်လို့ပဲပြောရမယ်သူ့ရဲ့ personal တွေဘာတွေကတော့အခု view ထဲမှာပြောမှလည်းမဟုတ်ဘူးเนาะကျွန်တော်လည်းစိတ်ဝင်စားဘူးကျွန်တော်ကြိုက်တာတော့သူ့ရဲ့အမှုပညာနဲ့သူ့ရဲ့ live ဖြတ်တန်းတဲ့ပုံစံကိုကြိုက်တယ်ပေါ့နော် streaming လုပ်တာတွေလည်းမိုက်တယ် feature အခု featuring လိုက်တဲ့တခြင်းတွေလည်းမိုက်တယ်သူကိုယ်တိုင်ထုတ်တဲ့တခြင်းတွေလည်းအခုထိကိုမိုက်နေတော့မှာပေါ့နော်ဒါပေမဲ့လွန်ခဲ့တဲ့10နှစ်ကလွှမ်းပိုင်ဆိုကျွန်တော်တစ်ခေါက်တော့ပြန်သွားအောင်သူ့ရဲ့ prime time ဖြစ်ခဲ့တဲ့အချိန်2010 2011 2013 2014 2015ဒါပေမဲ့စောင်းရအဲ့လိုအမြန်တွေရွတ်ခဲ့တဲ့လောက်မှဆိုကျွန်တော်တစ်ခေါက်ပြန်သွားလိုက်အောင်အဲ့ခုံလိုက်တဲ့ချင်းကိုအခုကျွန်တော်10နှစ်ကြာပြီးမှပြန်ပြီးတော့နားထောင်မှာဖြစ်ပါတယ်နားထောင်ပြီးတော့အရင်ကလိုရော music taste ကိုရှိနိုင်သေးလားဆိုတာပြီးတော့အဲ့တဲ့ချင်းက hype ဖြစ်နိုင်သေးလား let's get it နားထောင်ကြည့်ကြပါဦးဟိုပစ္စည်းတစ်ခုခုကို review လုပ်ရတာဝါသနာပါတော့လေအကျုံးလဲစားလေတစ်ခုတော့5စက္ကန့်လောက် review လုပ်လိုက်အောင်ကျွန်တော်အခုဒီပိုင်း3ပြည့်နေတဲ့ချက်ကတော့ Beast Studio 3ဒီပါတယ် colorway ကတော့ Planet Go ပေါ့နော်အထက်မှာတော့ Premium Sunset Leather color အဲ့လို makeup ရောင်လို့ဖြစ်တယ်တော်တော်မိုက်တယ်ဒါပဲပေါ့နော်အတန် quality ကတော့ပြောကြမလို့ပါဘူးအဲ့လိုစင်ပြေ noise cancellation လည်းပါတယ်ဆိုတော့ဒီဒါလေး3ပြည့်နေတယ်ပေါ့နော်အဲ့တော့ကဲစလိုက်အောင်ဆိုတာအဲ့ခုံလိုက်ကဒီမှာကြည့်တဲ့လောက်ကတော့သူ official page ကတင်ထားတာမဟုတ်ဘူးပေါ့နော် official page မှာတင်ထားတာမသိတော့တစ်ချက်ကြည့်လိုက်အောင်မတင်ပါဘူးတင်တယ်ဟောဒါဂီတဆာဆိုဟိုဟာဖြစ်သွားပြီအဲ့ဆိုလဲမတက်နိုင်ဘူးနော်သူများတင်ထားတာပဲနားထောင်အောင်ပါပဲ40 years ago what the fuck အေးပေါ့2010အခု2025ဆိုတော့15နှစ်တောင်ရှိသွားပြီ damn ချိန်နေကုန်တာစောင့်ရမ်းနေအများကြီးတော့ပြောနေတော့နားထောင်ကြတော့ come on လွှမ်းပိုင် Bobby Sasa ရဲ့ခုံလိုက်ပျော်စရာကြီး Evan let's get it water Rockstar Azzy Don't shake cards on the BB, this is your fruity, soon they got TV.
ကျွန်တော်ပိုင်အဲ့တော့အဲ့ဒါအသေးလောက်တာပရဘရဘရသူအဲ့လို rubber တွေထဲမှာအဲ့လိုအတန်တွေတုံးတဲ့တယောက်ဘောတော့ဆောက်ရပါ့ပါပရာလေ oh shit be found there sound and young so the minute to come down there now the time back about it who we found there down and down there who so walk down and down there now the shit ka ya mani ya de ka ya bi see la ke the window ka shi se ya be laဟုတ်တယ်ရှိစီရပဲကွာငါ့ကိုရှင်ဖို့ကာယံမညီညာတဲ့အခါပြန်ပြီးတော့စီလာခဲ့ပါမင်းတို့ကရည်စရာပဲလားဟုတ်တယ်ရည်စရာပဲကွာဒီလိုမျိုးစနေငနေစိတ်ကြီးတိုင်းငါမမိမထဲလားကျော်သူကဘာဖြစ်တာလဲတော့ပါတော့ဖလာတီလာမရှိပါနဲ့ချိန်ကြဖြစ်လာခဲ့ငါကိုလာတိပရှာနဲ့ထပ်ပြီးလာမရှိပါနဲ့မင်းဘာဖြစ်တာလဲကျွန်တော်ပြောတာအဲ့ဒါကျွန်တော်တကဘရတဲ့ကြပတ်တာပင်နာတဲ့လက်စပတ်ဆိုโอ้ဟုတ်တယ်အဲ့ဒါကိုပြန်လို့ရှင်တယ်အဲ့ဒါကိုပြန်လို့ရှင်တာOh shit verse 3ရဲ့စောက်ရဲ့ကျဲခုနကပြန်နားထောင်တော့ကျွန်တော်အဲ့လိုအဲ့ဒီတချင်ကိုပြန်ရသွားသလိုခံစားရတယ်ပုံမှန်ဆိုအဲ့လိုရုပ်ချက်ကြီးစဉ်းစားလို့ရှင်ခုံလိုက်ဆိုတာဘယ်လိုစားသားလဲကျွန်တော်မမှတ်မိတော့ဘူးဒါပေမဲ့ခုပြန်နားထောင်တဲ့အချိန်မှာကိုကအဲ့ဒီချင်းကိုမှရနေတယ်လို့ဖြစ်သွားတယ် try ကြည့်မှာအဲ့ verse 3ကိုဒီလိုထားကပါစိတ်နေစကြတယ်ဗနားနဲ့ကချတဲ့ကငါနဲ့ကချတဲ့က flow တွေကိုနားနဲ့မချတဲ့ကမမနဲ့ကဘာနဲ့ပါအောင်တော့ပေါ်စားနဲ့ရမြတ်ကချတဲ့က flow တွေမင်းရနားနဲ့ပါတတွေးတော့ဟိုခဏအောင်မလေးမရတော့တက်တွေကြီးနေတတွေးတွေပါထွက်တော့
ဟုတ်တယ်roster လွှမ်းပိုင်ဆိုတာဒါစောက်ရဲကျဲမိုက်တယ်အခုထိလည်းအဲ့လိုငယ်ငယ်တော့ကြိုက်ခဲ့ရပါမလို့လားမသိအခုထိလည်းကြိုက်ပါတယ်ဒါပေမဲ့အရင်တော့သချင်းတွေလည်းအခုထိပြန်ပြီးတော့ bounce ဖြစ်တော့ပဲပေါ့နော်သူ့အနောက်က music ကြီးကလည်းအရင် bounce ဖြစ်တယ်နော်အဲ့မိုက်တယ်အခုထိလည်းပြန်ပြီးတော့ကျွန်တော်ဒီညဒီသချင်းကိုနားထောင်ပြီးအိမ်မှာဖြစ်ပါတယ်အချိန်ကလည်း3နာရီထိုးတော့မယ်မောသွားရင်တချင်းလေးတစ်ပုတ်နားထောင်လိုက်တယ်အဲ့တော့ကျွန်တော်ကို agent နဲ့ကောင်လေးဆိုပြီးတော့ပြောနေကြတဲ့လူတွေလည်းဒီဗီဒီယိုမှာကျွန်တော် active ဖြစ်လားမဖြစ်လားဆိုတာ comment လေးမှာတစ်ချက်ပြောသွားပါဦးနော်ပြီးတော့ဗီဒီယိုကိုဒီအချိန်ထိကြည့်နေပြီဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်သွားပြီးတော့ like လုပ်လေး channel ကောက်ပေးပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် basic လုပ်တာပါနောက်ထပ်ကောင်းတဲ့ content တွေလည်းအတူပြန်လာခဲ့ပါမယ် active ဖြစ်လေးပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်